ကဲအားလုံးပဲမင်္ဂလာပါအခုဆိုရင်ကျွန်တော်တို့ဒီကိုကဲခုံထဲမှာပေါ့နော်ကဘာလုံးမှာရှိတဲ့ဒီ TV channel တွေကိုဘယ်လိုမျိုးဝင်ကြည့်ရလဲဆိုတာကိုကျွန်တော်လာပြီးတော့ပြပေးမှာဖြစ်ပါတယ်မသိတဲ့တငယ်ချင်းများကျွန်တော်ရဲ့ဗီဒီယိုလေးကိုဆုံးထိကြည့်သွားပေးပါနော်သိတဲ့တငယ်ချင်းများလည်းကြော်သွားပေါ့ဒါဘ ഹു တုတအနေနဲ့ကျွန်တော်လာပြီးတော့ line ပေါ်တင်ပေးရခြင်းဖြစ်ပါတယ်ကျွန်တော်ရဲ့ဗီဒီယိုလေးကိုကြည့်ပြီးတော့ဒီတကဘာလုံးမှာရှိတဲ့ TV channel တွေကိုဘယ်လိုဝင်ကြည့်ရလဲဆိုတာကိုသိသွားမှာပေါ့နော်အားလုံးပဲဆုံးအောင်ကြည့်ပေးကြပါခင်ဗျအားလုံးပဲလိုက်ကြည့်ပေးကြပါဦးနော်အားလုံးပဲမင်္ဂလာပါအခုဆိုရင်တော့ကျွန်တော်တို့ဒီဘိုးကဲခုံထဲမှာပေါ့နော်ကျွန်တော်တို့ကမ္ဘာနိုင်ငံပေါင်းအားလုံးရဲ့ TV တွေပေါ့နော် TV တွေကိုဒီခုံထဲမှာဘယ်လိုဝင်ကြည့်လဲဆိုတာကိုကျွန်တော်လုပ်ပြမှာဖြစ်ပါတယ်အားလုံးကျွန်တော်နဲ့တူလိုက်ကြည့်ပေးပါခင်ဗျကျွန်တော်တို့ခုံထဲကိုသွားလိုက်မယ်ပေါ့နော်ဟုတ်ကဲ့ခုံထဲရောက်လို့ရှိရင်တော့ကျွန်တော်တို့ရေးရမှာကဒီလိုဒီ software လေးပေါ့နော်ဒီမှာ FAMELACK ဆိုတဲ့အဲ့ဒီနာမည်လေးကိုကျွန်တော်တို့ဒီမှာရိုက်ရေးလိုက်နော်ကျွန်တော်ကတော့အမြဲတမ်းကြည့်နေတဲ့အတွက်ဒီမှာပေါ်တယ်နော်ပြီးလို့ရှိရင်ခုနကျွန်တော်ပြောတဲ့စာကိုရေးလိုက်ပါနော်ဒီမှာဒီလိုမျိုးနော်ကျွန်တော်ကတော့မရေးပြတော့ဒီမှာကျွန်တော်အတလုံးရေးတာနဲ့ဒီမှာတက်လာပြီနော်ဒီမှာဒီဟာလေးပေါ့ဒီ FL ဆိုတဲ့မဲလေးอ่ะအဲ့ဒါလေးကိုနှိပ်လိုက်ပါဒီမှာဆိုရင်တော့ဒါထိုင်းနိုင်ငံရဲ့ channel တွေပေါ့နော်ကြိုက်တဲ့ TV channel ဝင်ကြည့်လို့ရတယ်ပေါ့နော်အများကြီးပဲရှိတယ် TV channel တွေပါ TV channel တွေဒါဇလန်တွဲတွေကြော်ညာတွေတည်င်းတွေကို TV မရှိတဲ့ဒီထဲမှာဝင်ကြည့်လို့ရတယ်နော်ဒါထိုင်းနိုင်ငံပေါ့နော်အခုကျွန်တော်တို့ဒီမြန်မာနိုင်ငံကိုကြည့်မယ်ဆိုရင်ဒီမြားလေးကိုနှိပ်လိုက်ပါဒီမှာကဘာလုံးလေးပေါ်လာမယ်ဒီမှာနိုင်ငံတွေအားလုံးတကဘာလုံးကနိုင်ငံတွေအကုန်ရှိတယ်နော်အဲ့မှာကိုကြည့်ချင်တဲ့နိုင်ငံကိုဝင်ကြည့်လို့ရတယ်နော်ဒီမှာကျွန်တော်မြန်မာကိုကြည့်ပြမှာဆိုတော့မြန်မာကိုဒီမှာထားလိုက်မယ်မြန်မာရေးနှိပ်လိုက်ပါဒီကမြန်မာပြည်တွင်းရဲ့ channel တွေပေါ့နော်TV4 တို့ပါတော့ဝိုင်းဆိုတဲ့ချင်းပဲဖြစ်ပါတယ်။ဟုတ်ကဲ့ပါဒီချင်းကိုတော့ကျွန်တော်ဒီဆိုအောက်သူက